တခါတော့ကမြို့နေမဝေးသည့်ရွာလေးတစ်ရွာတွင်မျက်မမြင်အမေအိုကြီးကိုစောင့်ရှောက်ကျွေးမွေးနေသောလူငယ်လေးတစ်ဦးရှိသည်သူသည်နေ့စဉ်တောထဲသို့ထင်းခုတ်ရန်သွားသည်ထိုထင်းများကိုမြို့ဈေးသို့ယူဆောင်ကရောင်းချ၍အသက်မွေးဝမ်းကြောင်းပြုသည်တနေ့တွင်ထင်းစည်းကိုထမ်းပြီးမြို့ဈေးသို့လာစဉ်ဈေးထဲ၌တထေးကြီးတဦး၏အင်ကြီးနှင့်ချိတ်မိကအင်ကြီးပြဲသွားသည်ထိုအခါတထေးကြီးကအင်ကြီးဖို့အလျော်ပေးရမည်ဟုဆိုကာလူငယ်လေးအားမြို့ဝန်ထံသို့ခေါ်ဆောင်သွားသည်မြို့ဝန်ကအကြောင်းရင်းကိုစုံစမ်းစစ်ဆေးတော့လဲထင်းရောင်းသူလူငယ်လေးမှာစကားတစ်လုံးမြောက်မပြောဘဲစိတ်နေသည်မြို့ဝန်ကတထေးကြီးအားသူ့ထံသို့စကားမပြောတတ်သောစွန့်အားနားမချသူကိုအပဲကြောင့်ခေါ်လာရသည်ဟုပြောဆိုကအပြစ်တင်လိုက်သည်ထိုအခါတထေးကြီးကဤလူငယ်ကစကားပြောတတ်ပါသည်ကျွန်ုပ်အားနည်းနည်းလောက်လမ်းဖယ်ပေးကြပါခမည်းဟုပြောသည်ကိုကိုယ်တိုင်ကြားခဲ့ရပါသည်ဟုပြန်လည်ဖြေကြားသည်မြို့ဝန်ကဤအချက်ကိုအကြောင်းပြု၍တင်သည်သူ့၏စကားကိုကြားသောကြောင့်လမ်းဖယ်ပေးနိုင်ခဲ့ပါလျက်မဖယ်ပေးခဲ့သည့်အတွက်အပြစ်သည်တင်အပေါ်တွင်သာရှိသည်ဤစင်းရဲသားလူငယ်လေးမှာအပြစ်မရှိပါဟုဆုံးဖြတ်ချက်ချလိုက်သည်